ကံကံဤကျိုးယုံကြည်လက်ခံတဲ့ကမ္မတက္ကတသမ္မာဒိဋ္ဌိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကြတော့စဉ်းစားတယ်မကောင်းတာလုပ်ရင်ဆင်းရဲဒုက္ခရလိမ့်မယ်ကောင်းတာလုပ်မှကောင်းကျိုးချမ်းသာရတယ်လို့ဘုရားကဟောထားတယ်ကောင်းကျိုးဆိုးပြစ်စွာရှိတယ်ငါကဆင်းရဲဒုက္ခကိုကြောက်တယ်ကောင်းကျိုးချမ်းသာရခြင်းနဲ့ဆိုဆင်းရဲဒုက္ခကိုရစေတတ်တဲ့အကုသိုလ်တွေကိုရှောင်ပြီးတော့ချမ်းသာဒုက္ခကိုရစေနိုင်တဲ့ကုသိုလ်ကောင်းမှုတွေလုံးမပဲဆိုပြီးဟောကောင်းတဲ့အလုပ်တွေလုပ်လာပဲဘူးလား